ဒီတာမကြီးအငြိမ်းသားတာမကြီးကိုလုံးချဖို့အတွက်ပတ်စံ2သိန်းမရတယ်ပတ်စံ2သိန်းနဲ့ကျွန်တော်တို့သိရတော့ပေါ့နော်ရတဲ့ information ပြောပြရရင်အဲ့ဒီကောင်နေတဲ့တကောင်ပေါ့မိတဲ့အချိန်မှာတကောင်မိတဲ့အချိန်မှာဟိုပြောရင်ဟိုလက်သီးတွေတော့မကြွရသေးဘူးအကုန်ထုတ်ပြောတာအကုန်ထုတ်ပြောတာကြောက်တာများတုံနေအောင်ထုတ်တာသေးပါထွက်ကြတယ်ကြီးကြောက်တာတယောက်ဆိုတုံနေအောင်တမြောက်လုံးတော့လှုပ်တာသူ့လည်းသူတို့လည်းမိလည်းမိရောသေးပါထွက်ကြတယ်လက်သီးတွေတော့မကြွသေးဘူးမိတယ်တန်းစီပြီးအကုန်ဖော်တာတန်းစီပြီးတော့ဘာမှကိုပြောရသေးဘူးအကုန်တန်းစီဖော်တာတဲ့ဖမ်းတဲ့လူတွေတော်တော်လွယ်တာကြစစ်ကြောရေးတော့မရောက်လိုက်ဘူးအကုန်ပေါ်တာတန်းစီပေါ်တယ်ဖော်တာတားပြစ်တာမဟုတ်ဘူးတို့တားတို့ကအဲ့လိုမလုပ်ချင်ပါဘူးတားတို့ကတကယ်ကြတော့တားတို့ကမသိပါဘူးနိုင်ငံရေးပါဖြစ်ကုန်တော့ကြိုးကြောင်ထားပြောကုန်တချို့ကောင်တွေကပြီးတော့ဘာဖြစ်လဲဆိုတော့ထူးခြားတာပြောပြရင်တော့သူထူးခြားတာပေါ့နော်ခုနောက်ပိုင်းဒီလုံခြံရေးအဖွဲ့တွေမှာထူးခြားတာနိုင်ငံရေးခံယူချက်ရှိလားဆိုတော့ခံယူချက်မရှိဘူးဒါပေမဲ့သူတို့လိုချင်တာတစ်ခုရှိတယ်ပတ်စံ2သိန်းတွေပါငွေရအဲ့လောက်ကြီးလည်းမဟုတ်ဘူးတဲ့တော့ဘာလို့ဆိုတော့ NUG အုပ်စုကနေပြီးတော့သူတို့ကိုပေးတယ်မှတ်ထားပါတော့ဘသူ့ကိုလုံခြံလိုက်ပြီးတော့ဘသူ့ကိုလုံခြံလိုက်တဲ့သူ့ရဲ့ကောမှတ်တမ်းဝင်ဂုဏ်ပြုပါသည်ဆိုပြီးအဲ့ဒါကဘယ်အဖွဲ့ပေါ့အခုဆို Golden Valley Warrior တဲကမဥပဒူမောင်ဘသူပေါ့ဘသူကဘယ်လို mission ကိုအောင်မြင်လုပ်နိုင်ကြတဲ့သူတို့ရဲ့သူရဲ့ကောင်းဖြစ်နေမှတ်တမ်းဝင်ဂုဏ်ပြုလိုက်ပါသည်ဂုဏ်ပြုတဲ့အဲ့ဟာကိုလိုချင်တာတဲ့ဩပြန်တွေးကြည့်တာခင်ဗျားတို့စဉ်းစားကြည့်တယ်ဘယ်လောက်ချင်တာဘောကောင်းလဲဘာမှမဟုတ်တဲ့ဒီစာရွက်လေးတစ်ရွက်အတွက်ကိုဟိုကမြောက်ပေးတယ်ရီမွန်တို့အုပ်စုကမြောက်ပေးတယ်အဲ့ဒါကိုအဲ့ဘာမှမဟုတ်တဲ့စာရွက်လေးတစ်ရွက်ကိုရဖို့တော့ဂုဏ်ယူခြင်းလို့သူတို့လူရဝင်မယ်လို့ထင်လို့အဲ့စာရွက်ကိုဘယ်နေရာတော့ပြမှာတို့အဲ့လောက်နဲ့လူတတ်တယ်ပတ်စံလေး2သိန်းနဲ့လူတတ်တယ်ဗျာကဲတော်တော်မရိုင်းတဲ့အုပ်စုတွေလို့ခေါ်တယ်ဘလောက်တောင်တော်တော်မရိုင်းသွားတယ်ဆိုစဉ်းစားကြည့်အဲ့လောက်ထိနော်ဆိုတော့တာမကြီးချိုထုံးဦးချိုထုံးအောင်ပေါ့နော်ဘုံကျုပ်အငြိမ်းသားဘုံကျုပ်တာမကြီးချိုထုံးအောင်ကိုလောက်ကျန်တပ်ဖြတ်တဲ့အဖွဲ့တွေကိုမိပြီးဆိုတဲ့အကြောင်းကို NASA ကမနေ့ကညပိုင်းမှာသတင်းထုတ်ပြန်တယ်ဆိုတော့ဦးချိုထုံးအောင်ကနေပြီးတော့အသေးသေးလေးကောက်ပြီးတော့လမ်းကိုကြောပေးပြီးတော့သူ့အိမ်ကလမ်းတောင်မှာဟိုဘက်လမ်းဒီဘက်လမ်းတောင်တက်တယ်မှာသူ့အသေးသေးလေးကြောပေးပြီးတော့အသေးသေးလေးတင်နေတော့မှာသူမြည်ရတယ်သူဖိုးနာမှာရီမောပြောရှင်နေတော့မှာဟောနောက်ကလာပြီးတော့တနက်နဲ့နောက်ကတေပြီးတိုင်းဆိုပြစ်သွားတာလို့ပြစ်သွားတာအဲ့တော့သူမြည်လေးကអော်တယ်ဖိုးမလုပ်ပါနဲ့လို့អော်တယ်ဒါပေမဲ့မရလိုက်ပါဘူးပြစ်လိုက်တယ်ပြစ်တော့ဦးချုံထုံးကသူ့ရဲ့နေမှာလဲပြီးတော့တရားတစ်ချက်တည်းသူ့ရဲ့နေမှာလဲပြီးတော့ဘလို့မှပြန်မလာနဲ့လို့ဖြစ်သွားတယ်ဒါကွယ်လွန်သွားတယ်အဲ့တော့ပြစ်ခတ်တဲ့လူကအဲ့မှာ2ယောက်သူတို့2ယောက်ကဘယ်ရလာလဲခုနကကျွန်တော်အဲ့တော့ပြောတယ်စော်ဖိုင်းကုန်းဘက်ကနေတောက်ချောက်စပိန်လေးနဲ့လာပြီးတော့ A1 လမ်းကြမှာဒီကောင်စော်ဖိုင်းကုန်းဘက်ကနေတယောက်တည်းလာတာA1 လမ်းကြတဲ့ရောက်ထိတ်ရောက်2ယောက်ဖြစ်သွားတယ်အဲ့ဒါနဲ့ဆင်းလာတယ်တောက်ချောက်ရောက်လာပြီးအောက်တော့ဆင်းသွားပြီး2ယောက်ပို့တယ်အဲ့တော့ဒါဆိုပြစ်ခတ်တဲ့ဘက်သူက2ယောက်ထဲလားဆိုတော့မဟုတ်ဘူးသူအုပ်စုနဲ့ရှိတယ်ဒီအုပ်စုအဲ့ဒီ2ယောက်ကိုဖမ်းလိုက်တာအဲ့ဒီ2ယောက်ထဲတယောက်ကိုစမိတာနဲ့စပြီးဒီအုပ်စုကိုတန်းစီပြီးတော့အခုပေါ်လာဘူးပေါ်သလိုအကုန်ပေါ်လာတယ်တန်းစီပေါ်လာပြီးတော့အဲ့မှာအစောကြီးကပြည်တွင်းမှာရှိနေတဲ့ကောင်နဲ့ထွက်ပြေးလွတ်မြောက်သွားတဲ့သူနဲ့အဲ့လိုကွဲသွားတာဆိုတော့ထွက်ပြေးလွတ်မြောက်သွားလို့ရှိတယ်လို့ကျွန်တော်ပြောတယ်အဲ့တော့မိတယ်လို့ကျွန်တော်ပြောတယ်အဲ့တော့ပြောရရင်တော့အဲ့ဒီမနေ့မှာအဲ့လိုဥချိုတော့